ကဲအခုတော့လူသက်မှုနဲ့ပတ်သက်တာဆိုလို့မင်းတယောက်ပဲကျန်တော့တယ်ပေါ့တယောက်ကလည်းစီတာမင်းကြီးရဲ့ရောက်ပါဆိုလားမယားညီကိုဆိုလားပြန်လွှတ်လိုက်ရပါကောတယောက်ကရွှေကြပင်ဘုန်းကြီးကလာခေါ်သွားတယ်ကဲမဲမင်းရောဘယ်သူလာခေါ်အောင်မလဲကျွန်တော်မကတော့အညတရပေါ်တူဂီမပါနန်းတွင်မူကြီးမက်ရဆိုလို့ပထမဆုံးတွေ့ဘူးတာတော့ဟောဒီကကိုသိန်းသခင်ပဲရှိတာမှုထားရင်လည်းနေတက်ရင်လည်းတည်ုံပါပဲဖေဟာဘယ်တတ်နိုင်မှမလဲဖေဟာသခင်အလိုတော်ပေါ့ကိုသိန်းသခင်ကပြုံးလိုက်သည်ကဲဒီတော့ဘယ်နဲ့ရှိသားလူစားငယ်ဒီတိုင်းမိဘာတွေဖြစ်နေပြီလဲဆိုတာမင်းမျက်မြင်ပဲမဟုတ်လားကွဒီလိုမျိုးဘရင်အခွင့်ထူးခံဘုန်းကြီးတွေလူတွေကများပါပြီနဲ့ပြည်သေးကြီးကိုဘလို့များကွညက်ကြမလဲတိုင်းပြည်ကတော့ရှေ့ဆက်ပြက်ပူတာပဲမြင်တော့တယ်ကိုသိန်းသခင်ကခွန်အိတ်ကိုလှမ်းယူလိုက်ရင်ဟဲ့မောင်မျက်စံလာစမ်းကွမှန်ပါဖေဟာစည်ကြီးမောင်မျက်စံကလောက်ချီလျက်တလွန်နဘေးရောက်လာသည်ကိုသိန်းသခင်ကဘာမှမပြောသေးပဲနိုင်ရန်တွင်ချိတ်ထားသည့်မှန်စီထားဟုသာငေးကြည့်နေသည်အချိန်တန်ကြာပြီးနောက်တလွန်ပေါ်မှမတ်တက်ထားရလိုက်ပြီးမောင်မျက်စံနဲ့လူသားမင်းတို့နှစ်ယောက်သေချာနားထောင်ကြကွအရေးကြီးတယ်ဒုများရှင်ဘီရင်လေးကအသက်ကငယ်တော့မင်းမှုရေးရမှာတဲမကျွမ်းကျင်လာဘူးအရင်ကနန်းတွင်းမှာဥပုတယောက်တည်းဩသာရှိတယ်ဥပုကရှင်ဘီရင်လေးပေါ်ကြီးစိုးခြင်းနဲ့အနေထားပေမဲ့လဲမင်းရဲ့ဆက်ဆက်မှုထမ်းခဲ့တဲ့ပညာရှိမှတ်ပဲခုတော့ရွှေဖြိုးဆိုတာတယောက်ကထပ်ပေါ်လာပြန်ပါကောသူကဘာမှန်းတော့မသိဘူးဘရင်လေးရဲ့ငယ်စရာဖြစ်ုံနဲ့ဝင်ကြီးရသူပေးထားပြန်တယ်နန်းတွင်းတော့အုပ်စုတွေကွဲမှသေချာသလောက်ပဲဘလို့ပဲဖြစ်ဖြစ်သွားလေသူငါနောင်တော်ရှင်ဘီရင်ကငါ့ကိုသူ့ညီရင်းချလို့ချစ်ခင်မြောက်စားခဲ့တာပဲဒီကျေးဇူးကိုထောက်ပြီးရှင်ဘီရင်လေးကိုကာကွယ်ရမှာငါတာဝန်ကွဒီတော့ငါလည်းစိတ်ရေးစိတ်ရနဲ့နန်းတွင်းနဲ့အမြဲမခသားနိုင်ဘူးဒီတော့မင်းကိုရှင်ဘီရင်နာခသားရတဲ့နန်းတွင်းစာဖတ်တော်အဖြစ်ထားရအောင်ငါကြံထားတယ်ဘယ်နဲ့လဲကွမျက်စံကောင်းထောင်လာတော့သည်မောင်မျက်စံကရွှေဘုံမကြီးတုံရွာမှဖြစ်သည်ကိုရင်ဝစ်လူထွက်ပြီးနောက်စာစုဖြစ်ရက်တီရန်အင်းဝါသို့တက်လာခဲ့သည်ကိုရင်ဘဝကပင်မဟော်ပြုတ်ကိုဆက်ဆိုနိုင်ခဲ့သဖြင့်ကိုသိန်းသခင်ကအိမ်တော်စရေးရာတို့ဖြင့်ခေါ်ထားခြင်းဖြစ်သည်နောက်တစ်ချိန်တွင်လက်ဝဲတုံဒရမကြီးဖြင့်ထင်ရှားလာမိမောင်မျက်စံအခုနန်းတွင်းတို့ဝင်ရတော့မီနန်းတွင်းဖြစ်ပြသမျှစကားသွားလာကိစ္စတွေကိုမှတ်သားထားပြီးငါစီသတင်းပို့ပေးဖို့ပဲစားတော်ဘက်တွေကနန်းပြင်ပကိုထွက်ခွင့်မရှိဆိုတော့မင်းငါထံသတင်းစကားပါဖို့ရဟာဒီကလူသားမငယ်ကိုငါအသုံးပြုမယ်ရှင်မရှင်နဲ့လမ်းဘေးမှာပြည့်ရည်ရောင်းတာထက်တာရစီဝါရေးတစ်ခုကိုမကြခင်မှာညီကိုဖန်တီးပေးမယ်နန်းတွင်အနောက်ဆောင်တဲ့ရောင်းဝယ်ဖောက်ကားနိုင်တဲ့လမ်းကြောင်းတစ်ခုငါနမ်းမတော်ဝင်တဲ့တိုင်ပင်ပြီးဖန်တီးပေးမယ်မင်းမှာဒက်စ်ကုန်တယ်တွေပေါ်တူဂီကုန်တယ်တွေအတိမိတ်ဆွေကောင်းကောင်းရှိရမဟုတ်လားတညင်မြို့မှာအင်္ဂလိပ်ကုန်တိုင်းတစ်ခုဖွင့်ထားတဲ့ကြားပါတယ်ဖေဟာကျွန်တော်မဆိုင်ဝင်ထွက်နေတဲ့ကုန်သွယ်တွေကတဆင့်ချိတ်ဆက်ရင်တော့ဥရောပတိုင်းထွက်အရက်ကောင်းတွေမှာယူလို့ရနိုင်မှာပါအေးမကြခင်လွတ်တော်ကနေပြည်သူအကြားပြစ်ပြန်ဖောက်ကားရောက်ဝယ်မှုကိုပိတ်တဲ့အမိန့်တစ်ခုထုတ်ပြန်လိမ့်မယ်ဒီအမိန့်ဟာတိုင်းပြည်လုံးတက်ရောက်ပေမဲ့နန်းတွင်းတော်မပါဘူးကွမင်းအနေနဲ့နန်းတွင်းကိုဒက်စ်နိုင်ငံပေါ်တူဂီနိုင်ငံပြင်သစ်နိုင်ငံဖြစ်အကောင့်တကအကောင့်သာပြန်ရက်ပြည့်ရက်တွေတင်သွင်းခွင့်ရမယ်ဆိုငါမှုတော်ကိုထမ်းပါလားလူစားကကိုသိန်းသခင်ကိုတန်တော်မော့ကြည့်လိုက်သည်ငါမှုတော်ဆိုတာတခြားမဟုတ်ပါဘူးမင်းနန်းတွင်းကိုဝင်ထွက်ရတဲ့အခါကြားရတဲ့သတင်းစကားတွေရဲ့ငမျက်စံပါလိုက်တဲ့သတင်းတွေရဲ့ငါစီယူလာပေးဖို့ပါပဲဟိုနှကောင်ကိုငါစီမှုထမ်းခိုင်းဖို့ငါကြံရွယ်ခဲ့ပြီမဲ့မဖြစ်ခဲ့ဘူးကွနောက်လူသက်မှုပြဿနာကလည်းမအေးသေးတော့နောက်ဆုံးမဲမင်းစီကိုပဲတရားခံအဖြစ်ပတ်လာမှာဒီတော့ငါဘုံရိပ်အောက်ခိုးလုံးရင်မဲမင်းအမှုတရားခံလည်းမဖြစ်စေရဘူးစီးပွားရေးလည်းအရင်ထက်သက်သာအောင်လုပ်နိုင်မယ်ဆိုကိုင်းဘယ်နဲ့လဲငါမှုတော့ထမ်းမယ်မှတ်လားကျွန်တော်မှကိုတော့ဘုံရိပ်ကိုခိုးလုံးမမယ်သခင်လူသားကကိုသိန်းသခင်ကိုမောကြီးလေးရဲ့လက်အုပ်ချီမိုးလိုက်သည်လက်အုပ်ကြီးဖယ်ထားစမ်းပါကွမဲမင်းမျက်နှာနုနုလေးကိုကွဲမထားစမ်းပါနဲ့လူသားကကိုသိန်းသခင်ကိုအချို့သာသုံးပြုံးဖြင့်ပြုံးပြလိုက်သည်တကားဝတွင်လှန်ကန်လျက်ရက်နေသောငတွန်ကထိုမြင်ကွင်းကိုမမိတ်မတုံစိုက်ကြည့်နေသည်